ဒီကဘာကြီးကအရန်ထူးဆန်းတယ်လူတိုင်းရဲ့ရင်ဘတ်ထဲမှာအပေါက်ကြီးတစ်ခုရှိနေတယ်သူတို့တကယ်ချစ်မိတဲ့သူနဲ့တွေ့တဲ့အခါအဲ့ဒီအပေါက်ထဲမှာချစ်ချင်းမီးတောက်တစ်ခုပေါ်လာတယ်ချစ်ချင်းပုံနဲ့ဆိုင်လေးမီးကလည်းပိုကြီးလာလေးဖြစ်တယ်တနေ့မှာလူငယ်တယောက်ကသူချစ်တဲ့သူကိုချစ်ရေးဆိုဖို့ပန်းတွေယူပြီးသွားခဲ့တယ်ဒါပေမဲ့မိန်းကလေးကသူ့ကိုကြည့်ပြီးမနစ်မြို့တဲ့မျက်နှာနဲ့ချက်ချင်းညှင်းပယ်လိုက်တယ်အဲ့ဒီအချိန်မှာသူ့ရင်ဘတ်ထဲကမီးတောက်ကချက်ချင်းငြိမ်းသွားခဲ့တယ်အိမ်ကြီးချင်းတွေကတော့ညတိုင်းသူတို့ချစ်သူနဲ့ပျော်ပျော်ရွှင်ရွှင်နေကြပေမဲ့သူကတော့တယောက်တည်းအထီးကျန်နေခဲ့တယ်တညမှာသူ့အိမ်တကားကိုရုတ်တရက်ခောက်တန်ကြားလိုက်တယ်သူလည်းချက်ချင်းဖွင့်ကြည့်လိုက်တော့ချိုသာလှပတဲ့မိန်းကလေးတယောက်အပြင်မှာရက်နေတယ်သူစကားပြောမဲ့အချိန်မှာပဲအိမ်ကြီးချင်းဖွားရဲ့တကားပွင့်သွားတယ်အဲ့ဒီမိန်းကလေးကအဖွားရဲ့ညီးဖြစ်နေတယ်သူမရဲ့လှပတဲ့မျက်နှာကိုမြင်လိုက်တဲ့အချိန်မှာသူ့ရင်ဘတ်ထဲမှာမီးတောက်လေးတစ်ချက်ပြန်လောင်လာတယ်သူအရန်ကြောက်သွားပြီးအိမ်ထဲပြန်ပြေးကကိုဘော်ကိုရေတွေလောင်းချပြီးမိကိုငိမ့်ဖို့စူးစမ်းရတာပေမဲ့ကန်ဂျမာကသူတို့ကိုစက်တိုက်တွေ့ဆုံစေခဲ့တဲ့တနေ့သူစာယူဖို့အောက်ဆင်းတဲ့အချိန်မှာအဲ့ဒီမိန်းကလေးနဲ့ထပ်တွေ့ပြန်တယ်သူမကိုကြည့်နေတဲ့အချိန်မှာသူ့လက်ထဲကစာတောင်မတိမတာမီးလောင်သွားတယ်သူတို့ဝက်ဖို့စူးစမ်းပြီး listing နဲ့ဝင်ပြေးလိုက်ပေမဲ့အဲ့ဒီမိန်းကလေးလည်းတခါတည်းလိုက်ဝင်လာတယ်သူ့ရင်ခုန်တန်တွေမြန်လာလွန်းလို့သူကင်ထားတဲ့ပြောင်းမှုတွေတောင်ပေါက်ပြီးပေါက်ကွန်းဖြစ်သွားတယ်နောက်တစ်ခါသူမကိုရှော့ခန်းထဲမှာထပ်တွေ့ပြန်တယ်သူစကားမပြောနိုင်တော့အောင်ရှက်နေတဲ့အချိန်မှာမတော်တဆသူမရဲ့အဝတ်စားတွေကိုယူမိသွားတယ်မတိလိုက်ခင်မှာပဲသူ့ရင်ဘတ်ထဲကမီးကအဲ့ဒီအဝတ်တွေကိုလောင်ကျွမ်းသွားစေတယ်သူကိုသူအေးချမ်းအောင်ရဖို့ခမိုးပေါ်ကိုတက်သွားတယ်ဒါပေမဲ့လှည့်ကြည့်လိုက်တဲ့အချိန်မှာအဲ့ဒီမိန်းကလေးကအဲ့ဒီမှာနေအောင်ကြီးခံနေတဲ့ပုံသူ့ရင်ဘတ်ထဲကမီးကထပ်ပြီးပေါက်ကွဲသွားပြန်တယ်အဲ့ဒီညမှာသူပတင်းပေါက်ကနေကြည့်လိုက်တဲ့အခါအဲ့ဒီမိန်းကလေးကအောက်မှာသူ့ဘွားကိုနှုတ်ဆက်နေတယ်သူစိုးရိမ်သွားတယ်သူမမျိုးကိုပြန်သွားရင်နောက်တစ်ခါမတွေ့နိုင်တော့ဘူးကစတင်ထွက်သွားတဲ့အချိန်မှာသူပန်းတစည်းကိုယူပြီးခန်းသားကိုဖြုတ်က parachute လုပ်ပြီးခုန်ချလိုက်တယ်ဒါပေမဲ့အလေးချိန်ကြောင့်သူ့ parachute ကအမြန်ကျသွားတယ်အနေရဲ့အချိန်မှာသူပထမဆုံးသူမကိုမြင်ခဲ့တဲ့အချိန်ကိုပြန်သတိရလိုက်တယ်အဲ့ဒီအခါမှာသူ့ရင်ဘတ်ထဲကမီးကအရင်ထက်ပိုပြီးပြင်းထန်စွာလောင်ကျွမ်းလာပြီးခန်းသားကဟာရဘောလုံးနဲ့ဖြစ်ပြောင်းလဲသွားတယ်မကြခင်မှာပဲသူမိန်းကလေးရဲ့ကားကိုမှီသွားတယ်ပြင်းထန်တဲ့အတန်နဲ့ကားခေါင်မိုးပေါ်ကိုဝင်တိုက်ပြီးသူမဘေးမှာကျသွားတယ်သူတုံလုံးနေတဲ့စိတ်နဲ့ပန်းတွေကိုသူမစီပေးလိုက်တယ်အဲ့ဒီအချိန်မှာအဲ့ဒီရှက်ရှက်နဲ့စိတ်ရင်းမှန်တဲ့လူငယ်ကိုကြည့်ပြီးမိန်းကလေးရဲ့ရင်ဘတ်ထဲမှာလည်းချစ်ချင်းမီးတောက်လေးတစ်ဖြည်းဖြည်းစတင်လောင်လာခဲ့တယ်